Okay, testing 1 2 3. Testing 1 testicle 1 2 3အားလုံးကြာကြလားအားလုံးကြာရရင်ကြာချင်းပါလေ မင်းသားဟိုငယ်တော့အုံးဘက်ကြည့်ဘူးရမလားအုံးဘက်ထဲမှာကွာလေဘင်းအပေါက်ကြီးနဲ့ဖယ်ရေးပြရမလား I on back kill him အေးလေဒီနေ့ပြောမဲ့ guest ကကြောက်ဒီခါငါခေါ်ရမို့စီဆိုခေါ်ရဖြစ်သွားပြီ ကျွန်တော်ရဲ့ guest ကမနိုင်ငံရန်ကုန်မှာဘယ်လိုပြောမလဲဒိတ်ကျဲ2ယောက်ပေါ့ဗျာ ဘာလို့ဒိတ်ကျဲอ่ะ ဘာလို့ဒိတ်ကျဲလဲဆိုတော့တယောက်ကသူ့မှာ page ရှိရဗျာ Facebook မှာ page က follower ဘယ်လောက်ရှိလဲဆိုတော့81,000ရှိရပါ 81k ရှိရ page နာမည်ကတော့ Burmese Hype ကို run နေလို့ကတော့ Mindas ဖြစ်ပါတယ်နောက်တစ်ယောက်ကဘာလို့ဒိတ်ကျဲလဲဆိုတော့နောက်တစ်ယောက်ကသူက low key humble ဒိတ်ကျဲဗျသူက local အင်ကြီး clothing brand ရှိရပါ ပါလေသူ clothing brand က Stable Edge Stable Edge ကနေပြီးတော့အောင်စီဖြိုးဖြစ်ပါတယ်အောင်စီဖြိုးနဲ့ Mindas ဆန်ကျွန်တော်တို့ကြိုးစားပါတယ်ဒီနေ့ကနေပြီးတော့ကျေးဇူးတင်ပါတယ်ဟန်ငေါလောက်ပဲကွာပြင်းစရာကြီး quarantine မှာအဲ့တော့ quarantine မှာဘာတွေလုပ်နေကြလဲ project အောင်စီဖြိုးကတော့ project တွေဘာတွေလုပ်နေရအဲ့လိုကိုသိရမလားဟိုစိတ်ထဲပေါ်လာတဲ့ပုတ်ကြရအကုန်ထိုင်လို့အမေကဟိုကလို့နေဟိုကလို့ပါလားဆိုအမေပြောတဲ့ဟာရှောက်လို့ခုတော့အိမ်ပြန်ရောက်လာအိမ်ပြန်ရောက်ဒီကိုယ့်အိမ်ကိုပြန်ရောက်လာတော့ရုံးလုပ်တွေပါလေပြန်လုပ်ပေါ့ stable case တွေပါပြန်လုပ်အောင်တစ်လဝဲလောက်ရှိသွားပြီဆိုတော့အဲ့ဒါတွေလုပ်တယ်ပြီးတော့ game ဆော့တယ်ဒါတော့ပါအေးဆေးပဲ မင်းသားအောင်ပါလို့ကျွန်တော်ကဘာမှမလုပ်ဖြစ်ဘူးBurmese Hype မှာကျွန်တော်ဒီအပိုင်းဟိုNetflix မှာ The Last Dance လာနေရကျွန်တော်ကြည့်ပြီးတော့ inspiration ရနေအစာလေးပတ်သက်တဲ့ဖက်နဲ့အကြောင်းလေးဒီ history လေးတင်တာရေးရယ် game ဆော့ရဒါပဲပေါ့အရင်ကလေးထိန်နေပေါ့အရင်ကခွေးလေးမွေးထားတယ်ကောက်အကောင်တလိမ့်ဆန်မွေးရမှာတလိမ့်ဆန်မွေးကလေးမွေးလိုက်ဆိုယူပြီးတော့ကလေးမွေးလိုက်ဒီဟောမိသားစုလေးဖြစ်သွားအောင်ကဲအဲ့တော့မင်းသားဆန်ဟိုအခုအဲ့လိုမျိုးဟို Netflix တို့ပါအောင်မှာ inspiration တွေပါရပြီး project လုပ်ဖြစ်တယ်ဟုတ်တယ်မလားအဲ့အရင်တော့ဟို inspiration တွေကဘယ်ရအဲ့ဟိုဟာတွေကရတာလားအဲ့လိုပေါက်ကအဲ့လိုမျိုးကွာရှင်းပြောလို့ငါဆိုတဲ့ inspiration တွေတချင်းနေနားထောင်လိုက်ရှင် inspiration ရပြီးပုံထိုင်ဆွဲလိုက်တာပဲဖြစ်ရုပ်ရှင် music video ကြည့်ပြီးတော့ scene တစ်ခုတွေ့လို့ရှင် pause လုပ်ပြီးတော့အဲ့အလေးကို flip around လုပ်ပြီးတော့ပုံထားဆွဲကူးဆွဲလိုက်တာပဲဖြစ်အဲ့လိုမျိုးလုပ်တယ်ကွာအဲ့လိုမျိုးကြောင့်ခုနကပြောရမယ် Netflix က high inspiration ရချားဟာတွေရောဘယ်ရချားတော့ကျွန်တော်အဓိကအလုပ်ကကျတော့အခုလိုပုံဆွဲတယ်လို့ဟို creation ပိုင်းမဟုတ်လို့ပြောလို့ရပါတော့စာရေးတာရဲ့ဒီလိုမျိုး content ဟာဆိုတော့ကျွန်တော်တော့အဲ့လို Instagram အခုဆိုကို archive page ရခက်စားနေတာဆိုတော့အဲ့ဟာရဲ့ဝင်ဖတ်ကြည့်တချို့ကကိုနဲ့ဟို relate လုပ်လို့ရမှာပေါ့နော်သူဆိုရင်ကျွန်တော်ရဲ့ဒီ audience က relate လုပ်လို့ရမှာဟာကိုကျွန်တော်ကသိရတာပေါ့နော်အဲ့ဒါကိုအဓိကကျွန်တော်ကလိုက်ကြည့်ပြီးတော့ inspiration ယူတာပေါ့နော်ဒီပိုင်းကျတော့ဒီနှစ်ပိုင်းကျတော့အခုဒီ2019 2020ကျရန်ကုန်မှာ Air Jordan တွေအရင်ပြန်ခက်စားနေတာဒါခက်စားတာပေါ့နော်ဆိုတော့ easy အောင်မဟုတ်တော့ဆိုတော့ကျွန်တော် Jordan နဲ့ပတ်သက်တာတစ်ခုခုတွေ့ရင်ကျွန်တော်အဲ့လိုပြန်ပြီးတော့ဘယ်ဟာလောက်ဆိုဘယ်ဟာပြန်ပြီးတော့သူတို့နဲ့ share လုပ်ပြီးတော့အဆင်ပြေမယ်လို့မျိုးစဉ်းစားပြီးတော့ရေးပြတာများတယ်အခုက Netflix မှာအခု The Last Dance လာနေအောင်ဆိုတော့အဲ့ဒါတော့အခုအများအဓိကကြည့်ပြတာပေါ့နော်ကိုက basketball မကစားတဲ့လူဆိုတော့ဒီဟာကြည့်ပြီးတော့မှာပဲဒီဖက်ကတော့ဒီမှာဒီလိုစီးခဲ့တာပေါ့နော်ဒီလိုသမိုင်းတွေရှိခဲ့ပါလားအဲ့လိုမျိုးပေါ့ဒီကဒါမျိုးတွေနားလည်လွယ်တဲ့ဟာမျိုးကိုပြန် share ပေးလိုက်တယ်အဲ့လိုမျိုးပေါ့နောက်တော့ပြန်ကျွန်တော် Instagram များတယ်နောက်ဟိုအများကြီးပါကျွန်တော်အဲ့လိုဟိုဘယ်ဆိုစားမရှိအဲ့လိုရှောက်တွေ့ကြတွေ့ရဟာကိုကျွန်တော်ရေးပေါ့နော်ဒီကို audience ကကြိုက်တယ် relate လုပ်လို့ရမှာမလို့ကျွန်တော်ချက်ချင်းကောက်ရေးလိုက်တာများတယ်အများသောအားဖြင့်အဲ့လိုချက်ချင်းတွေပဲကျွန်တော်ပို့စေကောင်ကချက်ချင်းတွေများအဲ့လိုမျိုးဘာလို့ဆိုဟိုတွေးပြီးတော့မနေနေတော့သိရမလားဒါလုပ်ပြီးနောက်မှပဲ AC လုပ်မယ်ဒါလေးကိုတေချာ develop လုပ်လိုက်အောင်မယ်ဆိုရင်ချိန်ယူရလို့ရှိရင်သွားပြီအဲ့လိုလုံးဝမရှိအဲ့လိုလုံးဝမရှိဒါပေမဲ့လူတိုင်းတယောက် creative process ကမတူဘူးလေဟုတ်ပါဘူးဟိုအောင်စီပြောဆိုရင်ဘယ်လိုမြင်လဲအဲ့ဒါကိုဘယ်မှာတစ်ခုလို့ရှင်ဖုန်းတိုင်းဆိုထားလိုက်တာပိုကောင်းလားဖြည်းဖြည်းချင်းအဲ့လိုမျိုးမွေးထားပြီးတော့သိရမလားဘယ်လို develop လုပ်နေ feel ပိုကောင်းလားဘာဘယ်လိုထင်လဲအဲ့ဒါကြောင့်လေဘယ်လိုပြောမလဲဟိုဟာပေါ်မူတည်တာပေါ့သိရမလားဟိုအဲ့နှစ်ခုလုံးကတော့လုပ်လို့ရပါတယ်ဒါပေမဲ့ဟိုဖုန်းတိုင်းထားလုပ်တာကတော့ပို့ပြီးတော့ effective ဖြစ်တာပေါ့တခါများသောအားဖြင့်တော့လေသိရမလားဟိုအခုလို့အဆင်မပြေတဲ့ဟာမျိုးဆိုလို့ရှိရင်ဒါဟို Instagram မှာဖြစ်ပါဖြစ် favorite လုပ်ထားပဲဖြစ်သိရမလားဟို Facebook မှာတွေ့လဲ save လုပ်ထားပဲဖြစ်လို့ forum တွေမှာတွေ့လဲအဲ့လို link လေးတွေကို note ထဲမှာမှတ်ထားမျိုးပဲဖြစ်အဲ့လိုမျိုး bookmark လေးမှတ်ထားအောင်အဲ့လိုမျိုးလုပ်တာမျိုးလည်းရှိတာပေါ့များသောအားဖြင့်တော့ဟိုဖုန်းတိုင်းထားလုပ်လိုက်တာများပါတယ်
အဲ့လိုကတော့ပို့ပြီးလုပ်ဖြစ်လို့မဟုတ်လို့ရှင်မလုပ်ဖြစ်ဘူးအဲ့ဟိုဟာတွေကသိရမလားပြီးသွားရင်မေးတော့အခု20လောက်ရှိတယ်ပြီးမလုပ်ဖြစ်ဘူးဟုတ်ပြီဟုတ်တယ်ငါဆိုရင် develop အရန်လုပ်တယ်ကွာမင်းသက်ဆန်လုံးငါဘုံတိုင်းဆိုပြီးဘယ်တော့မှမလုပ်အားကြောင့်မို့မင်းသက်ဆန်နဲ့ငါတို့ collaboration တွေပါပြောပြီးသွားလို့ရှိရင်ငါဆိုစဉ်းစား3-4ရက်လောက်ထိုင်ပြီးတော့သိရမလားစဉ်းစားတာရိုးတန်းစဉ်းစားတာနော်ဟို inspiration လည်းမရှာဘူး Google လည်းမလုပ်ဘူးကွာသိလားဘာမှလည်းမကြည့်ကွာသိရမလားကွာကိုအဲ့လိုထိုင်ပြီးတော့ပဲလို့မာကြီးတောက်ပြီးစဉ်းစားတယ်အဲ့ဒါစောက်လို့လည်းမဖြစ်ဘူးဒါပေမဲ့အဲ့ဒါကိုသဘောကျပြီးစဉ်းစားတယ်ဩဘာလို့တောင်မသိဟိုတခါတည်းကြောက်လည်းရှိပါတယ်အဲ့လိုဒါပေမဲ့လည်းဘယ်လိုပြောမလဲဟိုသိရမလားဥမာဟို brother နဲ့ပြောရမျိုးဆိုလို့ရှိရင်ကျွန်တော်ကသိရမလားကိုကပြောပြီးသွားလို့ရှိရင်ဒါတလုံးပဲလို့ပြောပြီးသွားရင်နောက်ကြသွားမှစူးတာနဲ့ဖာအာနာဟုတ်တယ်ငါပဲအားကြောင့်လို့နောက်ကြသွားပြီဆိုဟာ3ရက်လောက်တပတ်လောက်ကြာသွားပြီဆိုရင်ပြင်မှာဟာနေအောင်ဒီကောင်ငါတော့ပြောလိုက်အောင်ငါဒီမှာပြင်းနေရဆိုပြီးတော့မပြောဘူးပေါ်တင်မဲဟိုပေါ်တင်မဲလင်လိုက်တော့အဲ့တိတ်မအားဘူးဘာညာဆိုပြီးတော့ဒါပေမဲ့အမှန်တော့ချင်းပြောလို့ရှိရင် 40% 50% လောက်ကပြင်းတာစောင်းပြင်းကြောထူတာအဲ့မကောင်းတယ်နားယူတာအဲ့ပြောလေကွာငါဆိုရင်ပြင်းတဲ့ဟာငါပြင်းတဲ့ပုံစံမတူဘူးကွာငါဘယ်လိုပြင်းလဲဆိုလို့ရှိရင်ငါဆိုရင်ပြင်းတော့လိုရမယ့်ဟာတွေကိုအရင်ပြီးအောင်လုပ်ထားပြီးတော့တဝိုင်းနားပလိုက်လေအဲ့ဒါမျိုးအဲ့ဟုတ်တယ်အဲ့ဒါလည်းအဲ့ဒါပုံမိုက်အဲ့အမေရိကန်ပြင်းမှုအချိန်ပိုရှိတယ်ဟုတ်တယ်ပြင်းမှုအချိန် manage လုပ်ထားတယ်လို့မျိုးဖြစ်နေတယ်မလားဟိုမင်းတို့2ယောက်လုံးနဲ့သက်ဆိုင်တဲ့ဟာဘာမေးလို့ရလဲဆိုတော့ဥပမာကွာမင်းတို့ကဘယ်လိုပြောမလဲလူငယ်တွေပေါ့နော် right so ဘယ်လိုလဲမင်းတို့ဒီ Burmese Hive တို့ဒီ Stable Edge တို့ဘာလို့လုပ်တဲ့အချိန်မှာမင်းတို့ပတ်ဝန်းကျင်မှာဒါမျိုးတွေလုပ်နေတဲ့လူတွေမရှိဘူး in a way ပြောရလို့ရှိရင်မင်းတို့စခဲ့ရပါတော့ဒါမှမဟုတ်တခြားနိုင်ငံကလူတွေလောက်တာပဲထားလိုက်ပါဒါပေမဲ့မြန်မာပြည်ထဲမှာမင်းပတ်ဝန်းကျင်မှာတော့မင်းပိနာလူတွေကလူတွေမရှိဘူးကွာအဲ့ဒါကိုဘာလို့ငါဒါကြီးလုပ်မယ်ကွာဆိုပြီးတော့ဖြစ်သွားတာလဲစိတ်ကဘာလို့သူများကြီးလုပ်နေတဲ့ဟာကိုလိုက်မလုပ်လဲကျွန်တော်လုပ်တော့ကျွန်တော်ကအဲ့ဒီတော့ကျတော့ဟိုပြောရအဲ့ဟိုကျွန်တော်စပြီးလုပ်ခဲ့ရပါမိဆိုင်စလို့တော့ကျွန်တော်ကိုယ်တိုင်ကဘာမှသိပြီးတော့သေချာမသိသေးဘူးပြောရင်ဘာမှမသိသေးရပါတော့ကို confidence ရှိအောင်မှလုပ်တာမဟုတ်ကိုလည်းဟိုပေါ့နော်အဲ့ဒီအချိန်မှာစလုပ်တော့ကိုယ်တိုင်ကဘာမှမသိဘူးဒါပေမဲ့လုပ်ပေးခြင်းတဲ့တစ်ခါပါဆိုအဲ့လို sharing အရင်လုပ်ပေးစတာပေါ့ဘာလို့ဆိုမြန်မာနိုင်ငံမှာအဲ့တော့ကျတော့အဲ့လိုဟိုဥမာဒီ knowledge နဲ့ပတ်သက်ရင်ဒီလို street fashion ပဲဖြစ်ဖြစ်ဒီလိုလူငယ် culture နဲ့ပတ်သက်ရင်ဘာမှမသိကြဘူးပေါ့နော်ဥမာဟိုနောက်ဆုံးပြောရင်ပတ်စံရှိရလို့ပတ်စံတက်နိုင်တဲ့လူတွေတော့မှအဲ့လိုကျွန်တော်သိတော့ဆိုတော့လက်ချိုးယူလို့ရတဲ့သိရဆိုတာအဲ့လိုနည်းနည်းပါးပါးလောက်ပဲသိရဒီလိုဟို generally လူတွေငယ်တွေကမသိဘူးပေါ့နော်ဒီလိုမျိုး show ပဲသွားတဲ့ fashion တော့ပဲသူကနားလဲအဲ့တော့ကျွန်တော်အဲ့ဒါကို sharing လုပ်ပေးခြင်းဒီလိုမျိုးဒီဖက်ဒီပစ္စည်းတွေကဘာလို့ value လောက်ကြလဲဘာလို့အဲ့လိုမျိုးဈေးကြီးနေကြလဲဘာလို့ဘယ်လိုဖန်တီးနေကြလဲဆိုတော့ sharing လုပ်ပေးကြတာပေါ့အဲ့စိတ်လေးနဲ့စလိုက်တာပေါ့နော်ဒါပေမဲ့ကိုကအဲ့တော့ကိုရိုင်းလည်းဘာ experience မှဘာမှမသိဘူးသိချာမသိဘူးပေါ့နော်ကိုရောမှဒီဟို Yeezy Pirate Black ဟိုဒုတိယတစ်ခါ release မှာကိုကဒီ fashion ကိုစသိတာဒီ street fashion ကိုစနားလဲသိရလို့တော့ဒါပေမဲ့အဲ့လုပ်ပေးခြင်းနဲ့ဒီစိတ်တစ်ခုနဲ့ပေါ့နော်လုပ်မယ်ကွာဆိုပြီးထားမယ်ပေါ့ဒါပေမဲ့ကျွန်တော်ရမ်းဆိုရင်တော့အဲ့တော့အဲ့လို Facebook မှာအဲ့လို hate speech အရင်များဆိုတော့ negative တအားများမှာကျွန်တော်ဆိုရင်တော့ပေါ့နော်ဒါပေမဲ့စမယ်ဆိုပြီးကျွန်တော်စရေးရပါတော့အဲ့တော့ဘူးမှတိတ်ပြီးတော့မရှိဘူး like အဲ့လိုအားမပေးကြဘူးပေါ့နော်အဲ့လို10ရောက်12ရောက်လို့တော်တော်ကြာတယ်ကျွန်တော်စလို့တော့2016 September ဆိုတော့2019တော်တော်ကြော်လာတော့မှတဖြည်းဖြည်းလူတွေသိတာပေါ့နော်အဲ့ခေတ်ကအဲ့တော့မြန်မာနိုင်ငံမှာဆို Supreme ကအရင်ခေတ်စားတယ်ဆိုတော့ကျွန်တော်အဲ့တော့ Supreme ကြောင့်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုကျွန်တော်လည်းတစ်ခါကျရင်အဲ့လိုကိုဖတ်ပြီးတော့မှကိုရေးတဲ့အချိန်ကျမှကိုသိသွားတာမျိုးလည်းရှိအဲ့တော့ဖတ်ရင်လည်းသိရဟာပေါ့ကျွန်တော်ပြန်ရေးပြီးရပေါ့နော်အဲ့လိုမျိုးကနေပြီးတော့စလိုက်တော့အဓိကတော့လို့ဟိုလုပ်ပေးမယ်စေတနာလေးအစတော့စေတနာလေးပေါ့အကုန်သိပါပြီပဲစိတ်ကစလိုက်တော့ဗောနော်နောက်ပိုင်းတော့ဒီလောက်ထိ group ဖြစ်သွားတော့ဒါဟိုအားပေးသူကလူငယ်ဟို relate လုပ်နိုင်လို့ပဲကျွန်တော်တော့ထင်တာပဲကျွန်တော်တော့လာတော့အဲ့ဒါကိုငါမြင်တာကဘယ်လိုလဲဆိုတော့တစ်ခါလေကြာရင်ကွာဟိုလူငယ်ချားလူတွေ relate လုပ်နိုင်တယ်မလုပ်နိုင်ဘူးဆိုတာထက်ဘယ်လိုပြောရမလဲသူတို့မျက်စိရှေ့မှာလုံးပြနေတဲ့လူတယောက်ရှိတယ်ကွာသိလားတစ်ခါလေကြာရင်လူတွေကအဲ့တခုခု like follow လုပ်ရတဲ့အရာတာကိုကြိုက်တယ်ကွာသိလားဒါကငါတို့အကုန်လုံးမှာရှိတယ်ကွာငါတို့ဆိုလည်းငါတို့ follow လုပ်တဲ့ဟာရှိတယ်ဆိုတော့ maybe ဘယ်လိုပြောလဲမင်းက Burmese Hive ဆိုပြီးလုပ်လိုက်တဲ့အချိန်မှာရှင်းပြောရင် influencer လည်းမဟုတ်ဘူးကွာဒီအကြောင်းတွေကိုရေးတဲ့လူနားလဲလူရှိရပေါ့နော်အဲ့အတွေ့နဲ့လည်း like ပြီး follow ရလဲဖြစ်နိုင်တယ်ကွာနော်
ငါစစချင်း follow မင်းသက်ဆန်စစချင်း follow လုပ်တယ်ဆိုရင် Burmese site စစချင်း follow လုပ်တာဆိုရင်အဲ့အကြောင်းငါ follow လုပ်တာဘာလို့လဲဆိုတော့တစ်ခါမှဗမာထဲမှာရှိရပေါ့မိုက်တယ်ဆိုဘာလို့ဆိုတော့ဘာသာပြန်လိုက်တဲ့ဟာဆိုကြိုးရကြရင်ဒါရိုက်ကြီးဘာသာပြန်တာလေ article တွေကိုသိလားကိုဘာသာကိုမရှာဘဲနဲ့ကိုစလုံးနဲ့မဟုတ်ဘဲနဲ့ဒါပေမဲ့မင်းသက်ဆန်လောက်တာကြတော့ကိုဘာသာကိုရှာတယ်ကိုဘာသာကိုတေချာလောက်တယ် article တွေလည်းဖတ်တယ် article တွေရဲ့ဟာပိုင်းနေတယ်တုံးတယ်ကွာတိတာကွာကိုယ့်ရဲ့ original man ပြီးတော့သူ့ရဲ့ touch လည်းပါတယ် touch လည်းပါတယ်ကွာကိုထင်တဲ့အတွေ့အကြုံလည်းပါတယ်စစချင်းတော့ဆိုရင်ဟိုဗာလဲunboxing ပါလောက်တယ်ဟုတ်တယ်ဗလားဟုတ်unboxing တော့ပါလို့လည်းငါတွေ့အဲ့ဆက်လုပ်တင်တယ်မိုက်တယ်တော်တော်မိုက်တယ်အဲ့ဒီကနောက်ပိုင်းကျတော့မသိဘူးဘယ်လို kit ပြောင်းသွားလဲတော့မသိဘူးပေါ့ကွာသိလားဒါပေမဲ့စစချင်းအဲ့လို approach လုပ်တာ approach တွေအကုန်မှန်တယ်ကွာအောင်စီဖြိုးဟိုကပါလဲ stable edge လည်းငါအဲ့တိုင်းပဲကွာတွေ့ချင်းမှာတခြား local brand တွေအများကြီးရှိတယ်လေသိလားအဲ့လို fashion တွေပိုင်းမှာဒါပေမဲ့အောင်စီဖြိုးအဲ့ဟိုကပါလဲ stable edge ကဟာတွေ့ပြီးတော့ဟိုဘယ်လိုပြောမလဲထက်ရှိရကွာသိလားခုနကပြောသလိုမျိုးပဲကွာဟို you know what you are doing ကွာရှင်းပြောရရင်သိလားအေးအဲ့လိုမျိုးကွာI feel ရပြီးတော့ဟိုအောင်စီပြောတော့မသိဘူးဘာရွေးချက်နဲ့လုပ်လဲတော့ငါဆိုရင်ကွာဒီလိုမျိုးစစချင်းတော့အဲ့လိုမျိုး L1 cover ကြီးစလုပ်ခဲ့ဆိုတာမြန်မာနိုင်ငံမှာအဲ့လိုမျိုး L1 cover ကောင်းကောင်းနေအဆင့်မီရဲ့အဲ့လိုမျိုးဟာမရှိဘူးကွာမရှိတော့ကိုဘက်ကဘာဖြစ်ချင်လဲဆိုတော့မဲတယ်စစချင်းတော့နားထောင်ခဲ့ပြီးမဲတယ်တီးခဲ့ရောအဲ့သူတို့အတွက်ဆိုပြီးတော့တေချာကောင်းကောင်းလေးအစင်တမ်းမီလုပ်ပေးခြင်းလေဩတိလားအဲ့လိုမျိုးမဲတဲ့တချင်းကောင်းနေတာနဲ့ L1 cover ကြီးစုပ်ပြတ်တက်နေအောင်မမြင်ရတာနဲ့စပြီးတော့အဲ့မှာစပြီး let's deal with the van လုပ်ပေးနေငါဖြစ်သွားတာကွာတိလားအောင်စီပြောအောင် stable edge ကအဲ့လိုမျိုးပဲလားဒါမှမဟုတ်လို့ရှိရင်တခြားရည်ရွယ်ချက်ရှိသေးလား stable edge ကျတော့ကျွန်တော်စတာမို့ကျွန်တော်ဒီ manager ကျွန်တော်တို့စီမှာအပေါ်မှာတယောက်ရှိတယ်အဲ့လိုကိုချမ်းဆိုတာရှိဟို G family ကကိုချမ်းချင်းကိုသူက2015လောက်စတော့ကြတော့စပြီးတော့သူကသူဟို brand ညာအဲ့လိုမျိုးရှေ့ရသူတငယ်ချင်းနဲ့ရှေ့မှာ brand ညာပြီးတော့သူတက်တယောက်သူကသူ run ပြီးတဲ့အချိန်မှာbrand စပြီးတော့ run တဲ့အချိန်မှာကျွန်တော်လည်းတွေ့တယ်ကျွန်တော်လည်းတွေ့ပြီးတော့ဟိုပါပေါ့ကျွန်တော်ကလည်းအရင်တော့အဲ့လိုဟို streetwear ဘာနဲ့ပါစိတ်ဝင်စားတဲ့ဘာညာဆိုတော့ဒီလုံးကြမလားဆိုပြီးလုံးကြပထမကတော့ဟိုဘယ်လိုပြောမလဲအရင်စမ်းလုံးကြည့်ကြမှာပေါ့ပြီးတော့ကျတော့မှဒီလိုမျိုး click ဖြစ်သွားလုံးကြအဲ့တော့သူအမှန်တကယ်ကတော့ဘယ်လိုလဲဆိုတော့ဟိုကျွန်တော်ကြတော့မြင်တာဒီဘယ်လိုပြောမလဲဒါကျွန်တော်လုပ်တဲ့ဟာ 100% အကုန်လုံးကကျွန်တော်ကြီးပဲမဟုတ်ကျွန်တော်တို့ဒီ team တစ်ခုလုံးရှိတယ်ကျွန်တော်တို့စီမှာဒီဟိုလူဒီမှာ9-6လောက်စုထားတဲ့ဒီကိုချမ်းပါဝင်စုထားတဲ့ team ရှိတယ်ဒီ team တစ်ခုလုံးကငါတို့ဘာလုပ်ကြလဲဆိုတော့အဓိကတော့ကျွန်တော်တို့ကဒီမြန်မာနိုင်ငံလူငယ်တွေရဲ့အဲ့လိုဟိုဘယ်လိုပြောမလဲဟို behavior နဲ့နည်းနည်း relatable လုပ်လို့ရတဲ့ brand ပုံစံမျိုးလို့ကျွန်တော်တို့ brand ဆိုတာ graphic လာတာကြီးပဲဆိုလို့ရှိရင်ဟို graphic လာတာ designer လှတိုင်းလုပ်လို့ရတယ်ဗျကျွန်တော်ဆိုတော့ designer အရန်တော်တဲ့ designer မဟုတ်ဘူးအသေးတော့ဒါပေမဲ့ကျွန်တော်တို့ကဒီ visual language ကိုပြောတဲ့အခါမှာဘယ်လိုမျိုးနဲ့ဥပမာကျွန်တော်တို့ဒီမြန်မာနိုင်ငံလူတွေကိုဘယ်လို approach လုပ်ပြီးပြောမလဲအဲ့လိုဟာမျိုးအဓိက point နဲ့စပြီးတော့ကျွန်တော်တို့ဒီ starting point တစ်ခုနဲ့စဉ်းစားရပေါ့အဲ့မှာကျွန်တော်အဲ့မှာကျွန်တော်ဟိုဘယ်လိုပြောမလဲကျွန်တော်မြင်လာကြတော့ကျွန်တော်ရန်ကုန်ကလူငယ်တွေဗျအမှန်တမ်းပြောနေပြောရင် skate CV ကြီးတာမဟုတ်ဘူးအတိလားကျွန်တော် skate culture နဲ့ဟိုနီးစပ်တာမျိုးလည်းမဟုတ်ဘူးသူများလိုအဲ့လိုမျိုးဒီလိုတခြားဟာတွေကျွန်တော်မြန်မာနိုင်ငံလူငယ်တွေဘာလုပ်လဲငယ်လေးနဲ့ကျွန်တော်တို့8တန်း9တန်းနဲ့ပါလက်ဖက်တိုင်းထိုင်ပါလို့ကြိုက်တဲ့အကြောင်းတွေပြောတယ်မကြိုက်တဲ့အကြောင်းတွေပြောတယ်သိတယ်အဲ့တော့ကျွန်တော် visual language ကိုလည်းကျွန်တော်တို့ကဘာလုပ်ချက်ကျွန်တော် visual language ကိုလည်းကျွန်တော် save ဟုတ်ပြီ save ကကောင်းနေကြိုက်တဲ့ဟာတွေပြောမယ်မကြိုက်တဲ့ဟာတွေပြောမယ်ဒါအဲ့တော့ကျွန်တော်တို့ကဒီမြန်မာနိုင်ငံလူငယ်ဖြစ်တယ်ကျွန်တော်တို့ကြိုက်တာမကြိုက်တာကိုပြောရင်ကျွန်တော်တို့ ਨੇ လက်ခံတဲ့လူတွေကဒီအင်ဂျီကိုကြိုက်နေမယ်လက်မခံတဲ့လူတွေကဒီအင်ဂျီမကြိုက်ဘူး simple အဲ့တော့တချို့အရာတွေက controversial ဖြစ်နိုင်တယ်တချို့အရာတွေကဒီသူတို့အတွက်တကယ် fuck with ဖြစ်တဲ့အရာတွေဖြစ်နိုင်တယ်သိရမလားအဲ့တော့ကျွန်တော်တို့ကဟိုအဲ့တော့ပြီးတော့ကျွန်တော်တို့စီမှာရှိတဲ့အတွေးတဲ့ကျွန်တော်တို့ကြိုက်တယ်မကြိုက်ဘူးဆိုတဲ့အရာတိုင်းမှာ common ဖြစ်တဲ့လူတွေလည်းရှိတယ်အဲ့တော့ကျွန်တော်အဲ့ society တစ်ခုဖြစ်သွားတယ်ဒီလို mentality တူတဲ့ society တခုအဲ့တော့ကျွန်တော်တို့က brand တစ်ခုရဲ့နောက်မှာဒီ brand ကိုအားပေးတဲ့လူတွေနေတာပါလိုက်ပြီးတော့ဟာဒီဟာ reference ကဘာဒီဟာဘာကိုပြောချင်တာဒါကဘာကိုပြောချင်တာဆိုရင် message မျိုးပါရတော့ကျွန်တော်တို့ကအင်ဂျီဘောက graphic ကဟိုသူများ brand တွေလို့လှချင်မှလှမယ်ဒါပေမဲ့ message တစ်ခုနဲ့ကျွန်တော်တို့ကသွားချင်တယ်အဲ့တော့ကျွန်တော်အဲ့လိုမျိုးဟိုတစ်ခါကြရင်ကျွန်တော်တို့သိမလားဖြစ်ချင်တာဖြစ်လုပ်ချင်တာတော့လုပ်လိုက်တဲ့ဟာမျိုးတွေရှိတယ်ဟိုဘယ်လိုပြောမလဲဟိုအဲ့လိုဒီလိုပဲ aesthetically လှချင်မှလှမယ်ဒါပေမဲ့ဒီလိုတချို့လူတွေဥပမာကျွန်တော်တို့ target ထားလိုက်တဲ့ demographic တခုကကျွန်တော်တို့ appreciate ဖြစ်တယ်အဲ့လိုသဘောမျိုးပဲ preach bro ဒါပေမဲ့အဲ့ဟာမှာတခုဘယ်လိုပြောမလဲ issue ရှိတာမြန်မာပြည်လိုနေရာမျိုးမှာဒီ sub culture လူကအလောက်အများကြီးမရှိဘူးကွာ so ဒီ brand တခုကိုမင်းအသက်ရှင်နေရအောင်ကြတော့ဘယ်လိုပြောမလဲမင်းဒီအဝတ်စားရောင်းရတဲ့ဟာဆိုပြီးတခုလည်းမဟုတ်ဘဲနဲ့တခြားမှာ event လုပ်တာပါလာမှာဟုတ်တယ်မလား
ဒီဟာကျတော့ဒီ stabilization နဲ့ပတ်သက်ပြီးတော့ကျတော့အကုန်လုံးကဒီဘယ်လိုပြောမလဲဒီ product sales နဲ့ပဲအကုန်သွားတာမျိုးပေါ့ကျန်တဲ့ဟာကတော့ဒါကိုချမ်းမှလည်းသူစီးပွားရေးပြင်ရှိတယ်ကျွန်တော်မှလည်းကျွန်တော်စီးပွားရေးပြင်ရှိဒါကြောင့်ကိုယ့်အပြင်တွေဒီဟာကြောင့်ကျွန်တော်တို့အကုန်လုံးဟိုဘယ်လိုပြောမလဲတနေရာထဲမှာစုပြီးတော့ပြန်လုပ်ကြရတဲ့ဒီလိုဟိုဘယ်လိုပြောမလဲ outlet ဘယ်လို passion project ပေါ့ကွာ yeah အဲ့လိုသဘောမျိုးပဲပေါ့ဒီတိုင်းအဲ့လို passion project မှာတကယ် serious passion project ပုံစံမျိုးပေါ့ဘယ်လိုပုံမှန်လာမှာဘာထုတ်ရမယ်ဘာထုတ်ရမယ်ဆိုတော့အဲ့လိုမျိုးဟိုအရင်နည်းတွေနဲ့ဟိုပိုင်းနဲ့ဘာနဲ့အဲ့ဒါကြောင့်ကိုချမ်းတို့ကိုင်တွဲတဲ့အပိုင်းတွေကျွန်တော်တို့ကြောင့်ဘာတွေဘယ်လိုထုတ်မယ်ကျွန်တော်တို့ဘက်ကဟိုမှာဟိုပြီးခဲ့လားထွက်ခဲ့ product မှာဘယ်ဟာဘာလေးရှိသွားတယ်ဒီလားမှာဒါလိုပြန်လုပ်မယ်အဲ့လိုမျိုးဟာလေးပေါ့နည်းနည်းပေါ့အဓိကတော့ဟိုလုံးချင်တာလုပ်တာပါပဲမင်းတို့ဆန်ရောအရင်ဘယ်လိုပြောလဲဘယ်အချိန်လောက်မှာအဲ့လို street wear ကိုကြိုက်အောင်လည်းမကောက်အဲ့ကြိုက်တဲ့အကြောင်းပြောပြချင်စိတ်ဖြစ်သွားတာလေအဲ့ကျွန်တော်2016 September မတိုင်ခင်ပေါ့နော်အဲ့နှစ်လပိုင်းလေးမှာပဲဘာလို့ဆိုတော့ကျွန်တော်အဲ့မတိုင်ခင်တော့ကျွန်တော်ဟိုနောက်ထပ် blog page တစ်ခုရှိတယ်အဲ့ page မှာကျွန်တော်ဟိုပဲရေးရအောင်နော်ဒီ street fashion မဟုတ်ဒီလိုဒီ high fashion ဟာပေါ့နော်ဘာလို့ကျွန်တော်ကောင်မလေးstylish Burmese page တစ်ခုရှိတယ်အဲ့ဒါကအခု Moran တော့ကျွန်တော် Moran ပြတော့ကျွန်တော်မရေးပြတော့ဆိုတော့2နှစ်လောက်ရှိပြီတော့ဒါပေမဲ့အဲ့ဒီတော့ကျွန်တော်အဲ့တော့ high fashion နဲ့ဟာရေးရပါတော့။အဲဆိုကောင်မလေးကလို့ပတ်ဆိုင်ဝယ်ရဝါသနာပါဆိုတော့ကျွန်တော်သူ့နဲ့လိုက်ပြီးတော့ဟိုအားပေးနေတော့သူ့နောက်လိုက်ရတဲ့သူဒီပစ္စည်းအကြောင်းတွေသိလာတော့အဲ့ဒီကကျွန်တော် sharing လုပ်ရှင်တဲ့စိတ်လေးရှိတယ်။ဒါပေမဲ့ဒီ Yeezy မှာတော့ Yeezy ကဘာဖြစ်လာလဲဆိုတော့ကျွန်တော်ကျောင်းတက်တော့စင်ကာကျောင်းတက်တော့ခန်းထဲတရုတ်တွေဝတ်တာခန်းထဲမှာတရုတ်တွေပဲဝတ်တယ် Yeezy ဖက်နက်တွေရတယ်အဲ့ဟုတ်တယ်တရုတ်ဝတ်တဲ့ခေတ်ရှိတယ်အခုဒီကြီးရရှိတယ် China ဟိုရင်တော့အခုက Y ဖြစ်သွားပြီလေအခုက Y3 ဖြစ်သွားsorry Balenciaga Triple X ဖြစ်သွားပြီအခု Triple X ဖြစ်ဝင်အဲ့တော့အဲ့တရုတ်တွေကအဲ့ဒီရီစထွက်တဲ့ဒီ Yeezy 3750ကို350ဒီ version 1တွေဝတ်တာပေါ့အဲ့တော့ကျွန်တော်အဲ့တော့တေချာမသိဘူးဒီကတည်းကသူတို့ဝတ်တာကြည့်ရင်တော်တော်ဝတ်ကြရပါတော့အဲ့တော့ဈေးရှာကြည့်ရဈေးတော်တော်ကြီးရပဲပေါ့အဲ့တော့အဲ့တော့ကျွန်တော်ဘာမှမသိသေးတဲ့ရွယ်ပဲရှိလူပဲရှိသေးတာပေါ့နော်အဲ့ဒီဖြည်းဖြည်းနဲ့ကျွန်တော်ဒီ Yeezy မဲပထမအောင်ထည့်ပြီးတဲ့နောက်မှာကျွန်တော်မဲဝင်ပြီး refer ဝင်ပြီးလုပ်ပြီးတဲ့နောက်မှာကျွန်တော်အဲ့မှာစိတ်ဝင်စားသွားပါတော့နော်ဒီမှာကျွန်တော်ကိုယ့်ဘောကိုလေးလာကြည့်ရဲဒါပေမဲ့အဲ့ဒီတော့ Yeezy ကို introduce လုပ်ပါရန်ကုန်မှာတိတ်ပြီးတော့မဟုတ်သေးဘူးတော့အတူတူရောရန်ကုန်မှာဝင်နေကြပြီဒါပေမဲ့အဲ့လိုသွားပြီးတော့ဒီအရင်ပြောပြလို့မရသေးဘူးအချိန်မှာကျွန်တော်ဘာလုပ်လဲဆိုတော့အဲ့တော့ကျွန်တော်9တန်း8တန်းတော့ဝတ်တဲ့ဒီ HBA တို့နောက်424တို့အဲ့လိုမျိုး show ပွဲမှာဝတ်တဲ့ဒီဟိုဟာရှိတယ်ကျွန်တော်ဒီရန်ကုန် show ပွဲမှာလာပြညာ show ပွဲမှာဝတ်တဲ့ဖြုတ်တဲ့ dressing ရှိရဗျာဟိုမှာကြီးပေါင်းချီယူပါပေါ့နော်ကျွန်တော်ဝတ်တာတော့2000 3000တွေဝတ်ကြမှာဒီလူငယ်တွေကတော့ကျွန်တော်အဲ့တော့ show ပွဲပါတော့မသွားဘူးတစ်ခါမသွားဘူး show ပွဲဒါပေမဲ့သူတို့တွေဝတ်တာမြင်ဘူးလေကျွန်တော်အဲ့ဒါတွေကိုသူတို့တကယ်ဈေးတွေကတော့ဘယ်လိုရှိရဲသူတို့တွေကဘာလို့ဈေးကြီးရဲပါတော့ကျွန်တော်အဲ့ဒါတွေအရင်စ share ရပါတော့အဲ့ချိန်မှာကျွန်တော်အဲ့ဒါတွေစပြီးပြောပြချင်တဲ့စိတ်ကပထမဆုံးစဖြစ်တဲ့စိတ်ကအဲ့ဒါပဲဟိုဘာလို့ဈေးကြီးနေကြတယ်လဲပေါ့နော်ဟိုမှာ Givenchy ကကြာ high fashion brand တွေပါ high fashion brand တွေကဘာလို့ဈေးကြီးရလဲပေါ့နော်သူတို့ handmade တွေသူတို့ made in Italy တွေပါရှိရဲသူတို့ကျွန်တော်အဲ့ဒါအရင်စပြီးတော့ introduce လုပ်တာပေါ့နော်ဟိုမှာ424လို့ပါဆိုဘယ်လိုပေါ့နော်အဲ့ကျွန်တော်အဲ့ဒါလုပ်တာအဲ့424လို့ပါဆိုတော့လူတွေကဟို relate လုပ်ကြတော်တော်လုံးနိုင်ကြဆိုတော့သူတို့ဟိုတိကြတော့424ကြအကုန်လုံးတိကြတော့သူတို့အားပေးကြပါတော့ share ကြတယ်တချို့ကြဝင်ဆဲကြတယ်တချို့ကြဝင်ဆဲရတော့ဟိုမှာရန်ကုန်ဆို9000 1000နဲ့ရတဲ့ဟာတွေပေါ့နော်သူတို့ကအမှချင်းကြက်ကတချို့5 6ရတယ်ဆိုတော့ယူနေတာပေါ့အဲ့လိုဝင်ဆဲလူရှိရပါတော့အဲ့တော့ဒီ424 Supreme နဲ့ဆိုတော့အဲ့လိုရှိရအောင်ဒါပေမဲ့အဲ့လိုနဲ့ပဲတဖြည်းဖြည်းနဲ့ဟို share ပေါ့နော်ဟိုမှာပို့ပြီးတိလာအောင်ပေါ့ဟိုမှာအဘိတ်တင်အိတ်ပြပါတော့ဆိုလဲကျွန်တော်ငငယ်တော့ဆိုလဲ baby milo လောက်ပဲတိကြအောင်ဒါပေမဲ့ baby milo ထက်ကျေရရှိသေးရဲ့ဟာကျွန်တော်ရှင်းပြပါပေါ့အဲ့လိုပေါ့ဟိုကိုတိရကိုကျွန်တော်တိရနဲ့ကျွန်တော်ချက်ချင်းပြန် sharing လုပ်ချင်တာပေါ့နော်ညာတော့ကျွန်တော်အဲ့လိုမပြောလဲကျွန်တော်အိမ်မှာကျွန်တော်အမေဖြစ်ကျွန်တော်ကောင်မလေးအထူးဆုံးကျွန်တော်ကောင်မလေးပေါ့ကျွန်တော်အဲ့လိုကျွန်တော်တစ်ခုတိရကျွန်တော်အဲ့လိုဒါကလိုရှိရင်ဒါလိုကျွန်တော်ပြောနေကျွန်တော်အဲ့လိုပြောရတဲ့ဟာကိုကျွန်တော်စာဖြစ်ပြောင်းပြီးတော့ page မှာတင်ပြီးအားလုံးကိုပြန် share လိုက်တဲ့သဘောပေါ့နော်ဒါပေမဲ့မင်းရေးရတော်ရလို့ပြောရမှာပေါ့ဘာလို့လဲဆိုငါတို့ဆိုလို့မရေးတတ်ဘူးကွာဟုတ်တယ်ငယ်တော့မြန်မာစာကြီးစကားဆောင်ကျွမ်းခဲ့ပေါ့အဲ့တော့မြန်မာစာတော့မရ40လား50လား50ဆိုငါ50တော့မီးတော့တရားဆုံးမီးကျန်တယ်ဟာငါလည်းအမောချလိုက်ပြီဒီတော့ဟောပါလေအတုနဲ့စစ်ကြောင်းဘာတုလဲဖင်တုနဲ့စစ်ကြောင်းပြောတာအရင်တော့အဲ့လိုလွမ်းပိုင်တော့ဖွင့်တဲ့ဟာအဲ့ဘယ်လိုထင်လဲသူအဲ့သိရမလားဖြစ်သွားတဲ့ကိစ္စသိတယ်အဲ့ဝိုင်း live တွေလွှင့်ကြရကွာ
ဘယ်သူလွှင့်ကြလဲတော့ငါလည်းမမီတော့ငါလည်းသိပြီးတော့ I don't want drama ငါမသိငါ့ကိုပြော live လွှင့်တာဟိုဗာလဲလင်းလွန်ကိုလင်းလွန် live လွှင့်တယ်နောက်ပြီးတော့ဟို Jortus စေ live လွှင့်တယ်နောက်ပြီးတော့အောင်ဒီပြောနေမင်းသက်ဆန်ပို့တည်ဘယ်သူပို့ live လွှင့်အဲ့ story ကပါအဲ့ story တစ်ခုလုံးပြောပြကြည့်ငါထက်ပို့တည်မင်းတို့နေရအောင်အဲ့တော့ကျွန်တော်မပါဘူးပေါ့နော်ကျွန်တော်ပွဲကြည့်ပြိသက်အမြင်ပေါ့အော်လက်ကိုဝိုင်းတယ်လက်ကိုကြည့်ပြီးအားပေးကြအောင်ပြန်ပြီးတော့ throwback ဒီလိုပါဒါကတော့အဲ့ဒီတော့ကျတော့ဘယ်လိုလဲဆိုတော့အဲ့ဒီတော့ကျတော့ဒီဟာဒီပစ္စည်းဒီ streetwear product တွေဖိုင်နေရန်ကုန်မှာဒီလိုမျိုးအခုလိုမျိုးကြီးစိုင်နေလည်းမများသေးဘူးကွာအခုချိန်ကြီးလည်းဒီဟာတွေဘယ်မှာဝယ်ရမလဲဆိုမင်းတွေတွေ့အများကြီးပဲကျွန်တော်ရှိမှာဆိုတော့ဟိုအဲ့တော့ကျတော့ဒါမျိုးတွေကတကယ်တော့မထူးဆန်းဘူးတရားမှာကျွန်တော်ငယ်တော့ကျွန်တော်3 6တန်း9တန်းတော့ကျွန်တော် dream လို့ဒီနောက် super ပါလေလင်းလုံးပါ president ပြန်တော့ပါကျွန်တော် president တော့ကျွန်တော်အဲ့လိုမျိုးဝယ်လာပဲလေဒီမှာအဲ့မှာဒီ supra တို့ lot 29တို့ဒါမျိုးဒီ new era တွေဝယ်လာပဲပေါ့နော်ဒါကြီးကမထူးဆန်းဘူးအဲ့ဒါကိုဒီလို celebrity တယောက်ကဖွင့်လိုက်လို့ဆိုပြီးတချို့ကဝင်ဆဲတာပေါ့နော်ဖြစ်ကြတကယ်တော့ဒီလိုကဟိုအဲ့ product တစ်ခုอ่ะဒါကိုရီးယားဒီ G-Dragon ရဲ့ product 2လို့ဆိုပြီး fan တွေနဲ့ရန်ဖြစ်တာ G-Dragon fan တွေနဲ့ကိုရီးယား fan တွေကဝင်ပြီးပြောကြတာပေါ့နော်ပြောရင်လည်းလို့ကြဲဖြစ်ကုန်တာပေါ့ကွာဒီလိုအဲ့ဒါပါဒါပေမဲ့ဟိုဘောနော်အရင်ကြီးကြောက်တယ်ဒါကြီးကဘယ်လိုပြောလဲအခုချိန်ကြီးလည်းဒီဟာရဲ့ရှိနေသေးတာပဲလို့အတူ product တွေပါတယ်ဒါကြီးကပြောလို့ဒါရန်ကုန်မှာလည်းမြန်မာပြည်မှာမဟုတ်တိုင်းနော်အမေရိကတို့ကမှရှိနေဒါကြီးကသွားပြီးတော့ blame လို့ရတဲ့ကိစ္စကြီးလည်းမဟုတ်ဘူးလို့တော့ထင်တာပဲကျွန်တော်ကတော့ဒါပေမဲ့လည်းမကောင်းဘူးပေါ့နော်ကျွန်တော်တို့လူမျိုးကတော့ရှာဟိုပေါ့နော်ရှိရပေါ့ပြေးတော့များလာပဲကျွန်တော်ကတော့ဟိုမှာ artist တယောက်ဟိုမှာ creation တစ်ခုခုကို create လုပ်ထားတယ်ဒီဟာကိုဒီ creator ကို credit ပေးရမယ်ဒီဟာရဲ့ဒီလူရဲ့ဖန်တီးရဲ့လူ appreciate လုပ်ရမယ်ဆိုတဲ့အနေနဲ့ကျွန်တော်တို့ကဒီလို product asset မှာသုံးတာကိုကျွန်တော်ကတော့အားအကြောင်းမို့သုံးတယ်လို့ကျွန်တော်ကိုရောက်ခိုင်းတော့ဒါပေါ့နော်ကျွန်တော်သုံးတာဒါအကြောင်းမို့သုံးတာဟိုမှာ unique လို့နဲ့ course နဲ့collab လုပ်ထားတဲ့အင်ကြီးဝယ်ပဲထားပဲကျွန်တော်ဒီ course ရဲ့ artwork ကို appreciate လုပ်နေတယ်ဝယ်တယ်ပေါ့ဒါ1900တော့2000တော့ကျွန်တော်သုံးချင်တယ်သုံးပြမှာပေါ့နော်ဒါပဲဖြစ်ကျွန်တော်ကဒီလိုမျိုးသုံးရတာကောင်းတယ်ဆိုပြီးကျွန်တော် page ကကျွန်တော် endorse လုပ်တာအဲ့ဒါပဲပေါ့နော်ကျွန်တော်ဒီရဲ့စိန်ရကျွန်တော်ဆောင် aggressive ဖြစ်တဲ့အဲ့ကိစ္စနဲ့ပတ်သက်ဒီအတူတွေစစ်တဲ့ပတ်သက်ကျွန်တော်ငယ်ရင်တော့ဆိုအရင်ဆဲချင်တယ်ကျွန်တော်တွေ့ရလို့လိုက်ပြီးတော့လေသူကိုအရင်အဲ့လို proud ဖြစ်နေပေါ့နော်အတူဝယ်ထားတာကျွန်တော်အဲ့လိုဆိုအရင်ဆဲချင်တယ်ဒါပေမဲ့ကျွန်တော် page ကနေကြာကျွန်တော်အဲ့လို positive နေကျွန်တော်ရှင်းပြရဲဘာလို့အတူကိုအစ်စ်ကိုကျွန်တော်တို့ဝစ်ကြလဲဆိုတော့ပေါ့နော်အတူမိုးတင်ဘူးလို့ကျွန်တော်မပြောဘူးကျွန်တော်ကအစ်စ်ဘာလို့ဝစ်ကြလဲကျွန်တော်ကအစ်စ်ကဟိုမှာ GZ ဘာလို့ပြောအောင်မဟုတ်ပဲကျွန်တော်ပြောဟို GZ လည်းလို့ပါပဲ Kanye West ကိုကျွန်တော်ကြိုက်တယ် Kanye West ရဲ့ဖနက်ကိုကြိုက်လို့ကျွန်တော် Kanye West ကိုအားပေးရဲ့အနေနဲ့ကျွန်တော်ဒီဖနက်ကိုဝယ်ကြရပါကျွန်တော်စစ်အားပေးဆိုတာဒါကြောင့်ပါပေါ့နော်ကျွန်တော်ကြွယ်ကျင်လို့မဟုတ်ပါဘူးကျွန်တော်3 5သိန်းနဲ့ဝယ်ထားရဲဆိုပြီးကြွယ်ကျင်တာမဟုတ်ဘူးကျွန်တော်သိရမှာကျွန်တော်အဲ့လိုမျိုးသဘောလေးနဲ့ကျွန်တော်အစ်စ်ကိုအားပေးပါဆိုတော့ကျွန်တော် endorse လုပ်တာပေါ့နော်ပြီးတော့အတူမဝယ်ဖ ೇನೆ လည်းအခုအတူတင်ရအောင်6000 9000ရှိတယ်9000တော့ကျွန်တော် van ဆွဲလို့ရပြီဟုတ်တော့ Vans က8000 9000 သိန်းလောက်ဆိုကျွန်တော်ဝယ်လို့ရနေကျွန်တော်ဘာလို့ဒီလိုမျိုးကြီး Jordan 1 8000နဲ့အတူဝယ်မှာလဲပေါ့နော်ကျွန်တော်တို့ဒီ Vans ဖက်နဲ့ကိုဝယ်ခြင်းအပြင်ကျွန်တော်တို့Vans ကဒီ sole တွေပါတယ်ကျွန်တော်တို့ဒါဘာဖြစ်ကျွန်တော် Vans အစ်စ်တင်ဝယ်လို့ရတယ်ပေါ့ကျွန်တော်အဲ့လိုမျိုးဟိုပေါ့နော်အားပေးရပါ alternate choice တွေပေးကျွန်တော်ဒီလိုမျိုးလုပ်တာများရတယ်ပေါ့နော်ဒါပေမဲ့လည်းဒီအတူစီသွားပြီးတော့ဒီအတူတဲ့လူတွေတော့ blame လို့မရဘူးလေနော်ဒါကိုဟွာနဲ့ခွာဖြစ်နေရဆိုတော့တချို့ရအရင် blame တော့အဲ့လိုမျိုးရန်နေဖြစ်ကုန်အပကုံတွေချကြအောင်မှာဟုတ်တယ်ကွာအဲ့ဆိုငါနည်းနည်းနားလဲကွာဖြစ်တာဘယ်လိုလဲဆိုတော့ဟိုစွမ်းပိုင်ကရှင်းပြောရရင်သူကိုယ်တိုင်ကလည်း product ထုတ် creative ကွာဒီလားသူတချင်းသူရဲ့အနုပညာကိုထုတ်ရောင်းနေလူကွာဒါပေမဲ့သူကအဲ့လိုမျိုးသူများပစ္စည်းယူရောင်းလိုက်တာလားပုံစံမျိုးကြီးလောက်ရောင်းလိုက်တော့ရုပ်ပေါက်သွားတာပေါ့ကွာဆိုတော့ဟိုမြန်မာပြည်မှာတော့အတူမဝင်နဲ့လို့ပြောလို့မရဘူးကွာပတ်စံမရှိတဲ့ကောင်တော့ဘွဲ့မှာပဲသူကအသိအမှအဲ့ဒါကိုသွားပြီးပြောလို့လည်းမရဘူးလိုပုံစံဖြစ်သွားလဲဆိုတော့အတူဝစ်တာကိုအားပေးတဲ့ပုံစံမျိုးကြီးဖြစ်သွားတော့ပေါ့ကွာအဲ့လို sign ဖွင့်လိုက်တော့သူများတွေကကြော negative comment ကအဲ့ရလာပဲကွာpositive ကကြောက်ဘယ်လိုလာမလဲဆိုတော့ဟိုသူများတွေ trend out လူငယ်တွေ trend out လိုက်ချင်တယ်ကွာဟုတ်တယ်မလားအဲ့ဒါကို like နိုင်အောင်သိရမလားပတ်စံမရှိတဲ့လူငယ်တွေအတွက် like နိုင်အောင်ဆိုပြီးတော့သူဘက်ကတော့ရည်ရွယ်ပြီးတော့လုပ်ပေးလိုက်တယ်ဒါပေမဲ့အဲ့လိုအချိန်တိုင်းမှာပဲ at the same time ကွာသူလည်းပတ်စံရနေသူများကြီးပြောတဲ့သဘောကအဲ့လိုမျိုးပြောတာကွာအဲ့ဒီအချိန်မှာ main ပတ်စံရနေပြီးတော့လူငယ်တွေအတွက်အဲ့လိုလုပ်ပေးရဆိုလို့ရှိရင်လုပ်ပေးမဲ့တူကွာပတ်စံအကျိုးမရှိတဲ့ဟာမျိုးရှာဆွဲပုံစံမျိုးငါအဲ့လိုမြင်လိုက်တယ်ဒါပေမဲ့ at the same time မှာမသိဘူးကွာနှစ်ဖက်ကဒီ debate ကြီးကအဲ့လိုမျိုးပြောတာတစ်ဖက်ကနှစ်ဖက်လုံးဘက်ကတာတာရှိတယ်နှစ်ဖက်လုံးဘက်ကလည်းအားနည်းချက်တွေရှိရကွာဒါပေမဲ့လူတွေမှာတကယ်အဲ့လူငယ်တွေမှာအဲ့လိုတကယ် fight လုပ်ကြတာငါစိတ်ထင်ပြောပြတယ်အဲ့ဒီဟာတွေမှာကျတော့ဘယ်လိုလဲဆိုတော့ဟို
ဘယ်လိုလဲကျွန်တော်အတွက်ဆိုလို့ရှိရင်တော့ဟိုဘယ်လိုပြောမလဲဟိုကိုကိစ္စကိုလုပ်လို့ရှိရင်ဘာမှပြဿနာအသိမရှိဘူးပဲသိရမလားဟိုလူတိုင်းမှာကို opinion နဲ့ကိုရှိမှာဗျာသိလားကျွန်တော်ကဟိုဘယ်လိုပြောမလဲကျွန်တော်အဓိကဒီအဲ့လိုအတူအစစ်ကိစ္စတွေမှာခုနကတော့အဲ့လိုလွှမ်းပိုင်တို့ဘာလို့ကိစ္စတွေပဲပတ်သက်ပြီးကျွန်တော်ဘာမှအဲ့လိုမျိုးသူတို့သိရမလားဟိုဘယ်လိုပြောမလဲ commercial လုပ်တဲ့ဒီလိုမျိုးဟိုဘယ်လိုပြောမလဲစီးပွားရေးလုပ်တဲ့လူတွေထဲမှာလည်းသူတို့စီမှာသူတို့စီးပွားရေးသူတို့ business plan သူတို့မှာရှိပြီးသားသူတို့မှာဒီဟာဖြစ်နိုင်လို့သူတို့လုပ်တာသိရမလားအဲ့ဒီဟာကိုလည်းကျွန်တော်တို့ကမုန်းစရာမလိုဒါသူပတ်ဆိုင်ရနေတဲ့ကိစ္စဒီဟာကိုကျွန်တော်လည်းမမုန်းဘူးဒါပေမဲ့ကိုကအစေရောင်းတဲ့လူတွေကရောသူနဲ့ဒန်းလူရောင်းနိုင်အောင်ဘယ်လိုလုပ်နိုင်မလဲကိုမစင်စားမနဲ့အဲ့လူတွေကိုထိုင်ဆဲနေမယ်ဆိုတော့အကျိုးမရှိဘူးဟုတ်တယ်သိလားလူတွေကိုတကယ်ဝစ်လာအောင်မလုပ်ခဲနဲ့ဒီလူတွေကိုဆဲတယ်ဆိုအမို့ကျွန်တော်အဲ့လိုမျိုးကြောင့်ဘယ်လိုမြင်လဲဆိုတော့ကျွန်တော်အဓိကဒီကိစ္စမှာအဓိကစောင့်မြင်ခဲ့တဲ့လူတွေကဘယ်လိုတွေလဲဆိုတော့ဟိုကိုကအစ်စ်တွေဝတ်တယ်ပြီးတော့အတူဝတ်တယ်ဆိုတဲ့လူတွေကိုအဲ့လိုမျိုးသိရမလား personally like နှိမ်နေကောင်တွေကျွန်တော်မကြိုက်ဆောင်းမဟုတ်ဘူးအဲ့ရ fucked up အဲ့ရဆောင်း fucked up ဖြစ်တယ်အဲ့ရဆောင်းကျွန်တော်အဲ့မှာ online မှာကျွန်တော်ခဏတွေ့တယ်သိရမလားဟဲ့မင်းတို့အတူတွေဝတ်တယ်မင်းငါဟိုမင်းတကူလုံးစာငါအိတ်ကတည်းကဘာပဲရှိတယ်ညာပဲရှိတယ်ဟဲ့မင်းကဘာကောင်မို့လို့လဲကျွန်တော်ပြောတာသိလားအဲ့လိုကောင်မျိုးတွေဆိုကျွန်တော်ပါရိုက်ချင်တယ်ဟိုဘယ်လိုပြောမလဲဒါကြီးကဒါအင်ဂျီဝတ်တာဗျာတကယ်ပြောတကယ် logically စဉ်းစားကြည့်အင်ဂျီဝတ်နေတာဘောင်းမီဝတ်နေတာဖက်နှက်ဝတ်နေတာဘာမင်းကဘလောက်တော်နေလို့လဲသိလားအဲ့ဒါကြီးကိုအဲ့လိုမျိုးသူများသားသမီးကိုအဲ့လိုမျိုးပြောစရာအကြောင်းမရှိဘူးဒီလိုသူတို့ဝတ်ထားတဲ့အဲ့ခန္ဓာကိုယ်ပေါ်ကအင်ဂျီတွေတစ်ခုနဲ့သူ့ရဲ့ personality တစ်ခုလုံး judge လုပ်စရာအကြောင်းသူ့မှာလည်းဒီဟာဘယ်သူမှတူမွေ့ချင်ကိုကျွန်တော်ပွင့်နေတော့ပြောတာသိရမလားဘဝနိုင်တဲ့အချင်းမြန်မာနိုင်ငံလိုအနေထားမှာခုနမင်းသက်ဆန်ပြောတယ်ဒီလို alternative တွေရှိပေမဲ့အဲ့ alternative မှာပြောတယ်အတူတော်မှမနေဝင်နေရတယ်အများကြီးပဲသိလားဒါပေမဲ့ Facebook လို့ social media လို့ပေါ်မျိုးမှာဒီလူကဘယ်လောက်ချမ်းသာလဲဘယ်လောက်ပတ်စံမရှိလဲသူ struggle ဆိုတာဘယ်သူမှမမြင်အောင်အဲ့တော့သူ profile picture ဝတ်ထားတဲ့ super agency အတူရောက်သူ personality တခုလုံးဆဲတယ်ဆိုတဲ့ကောင်ရဲ့ That's so true that's so true အဲ့ရတော့ဆိုအဲ့ဒါကြီးဆောင်းအောင်ဆိုးတယ်အဲ့ဒါကြီးအသေးပဲမရှိဘူးကျွန်တော်ပြောတာဒီ social media သူဒီလူနဲ့အပြင်မှာပေါင်းကြည့်တာဒီလူအိမ်မှာသူမိဘကိုလှုပ်ကြွေးနေတာဘာလုပ်နေလဲညာလုပ်နေလဲဘာမှမသိဘူးမသိမဲနဲ့သူအင်ဂျီတွေဝတ်တဲ့ဟာလေးတစ်ခုတည်းနဲ့ဒီလူကဘာဖြစ်တယ်ဟဲ့အောင်ငါမှဒီငါအခုချီအိတ်ကဘာဖြစ်တယ်ညာဖြစ်တယ်ဘာလို့မှမလဲအခုချီအိတ်မီးရှို့ရကုန်ပြီးလောက်လာကြီးငါခုန address လုပ်ချင်တာအဲ့ဒါကွာအဓိကပြဿနာလူငယ်တွေကဘာမို့လိုက်ပြီးတော့ဟိုရှင်းရှင်းပြောရင်စွန်းကြီးဝိုင်းလောက်တာပေါ့ကွာပြဿနာတစ်ခုတွေ့ရတဲ့အချိန်မှာလိုက်ပြီးတော့သိရမလားစွန်းကြီးဝိုင်းလောက်တဲ့အချိန်မှာဒါပေမဲ့သူတို့ရဲ့အဓိကစိတ်ထဲမှာသူတို့အဲ့လောက်ကြီးအတူစစ်ခုနမင်းသက်ဆန်တို့ဂုံစီပြိုးတို့ပြောသွားသလိုအတူစစ်ဟာကို opinion နဲ့ကိုနားလေတယ်လူဆိုတာအဲ့ဟိုလူငယ်တွေမှာမရှိဘူးကွာမရှိတော့သူတို့ဒီမှာကျတော့ trend ထဲမှာအဲ့လိုဟို trend ဖြစ်တဲ့ high beats ဟာတွေနဲ့ relate ဖြစ်တဲ့ဟာကိုလိုက်ပြီးတော့နားထောင်ရင်လိုက်ကြည့်ရင်နဲ့အဲ့ဟာတွေကစိတ်တွေဟိုဘယ်လိုပြောရမလဲကွာ ego ရသွားတာပေါ့ကွာဤသားခုနဟိုTikTok က fame ရောင်းတယ်လို့ဟို high beat ဆိုတာလေ high beat ဆို trap လို့ဆိုတာလေ ego ရောင်းတာကွာလူကိုသိ ego ပေးတာကွာအဲ့တော့အဲ့ ego တွေကအလွဲသုံးစားဖြစ်သွားတယ်ဒါအဲ့တော့ third world country ကငါတို့လိုမျိုး third world country ကလူတွေကိုအဲ့လို ego ပေးရလို့ရှိရင်ဘာဘယ်မှာသွားသုံးစားလို့ရလဲအဲ့ ego ကသိလားမင်းခုနကပြောလို့ပြောကွာဟုတ်တယ်မလားငါပြောတာ first world ဟာ ego ကသူတို့ပြန်တိုင်းလို့ပါဒီမှာရှိတယ်အဲ့တော့မတူသူတို့အဲ့မှာ address လုပ်တဲ့အချိန်မှာခုနကကောင်ပြောလို့မျိုးနှိမ်ကြတာကွာအဲ့နှိမ်အောင်မှသူတို့ကဘယ်လိုမျိုးနှိမ်လဲဆိုတော့သူတို့တကယ် target ဟိုဘယ်လို reason ကိုမပြောဘဲနဲ့တကယ် value ဖြစ်တဲ့ reason ကိုလိုက်ရှာပြီးတော့အဲ့ဒါကိုလိုက်ပြီးတော့ IV လေးကိုဒါဟုတ်ပါဆိုပြီးလိုက်ထောက်ခံပြီးစွန်ကြီးဝိုင်းလောင်းနေဆောင်ကအဲ့ဒါကိုပြောချင်တာပါဒီလိုဟိုဘယ်လိုပြောမလဲဒီလိုပြဿနာတစ်ခုဖြေရှင်းနေတယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲကိုကဥမာထားပါတော့ဟိုဒီလွှမ်းပိုင်တို့ရောင်းနေဆိုတော့သူတို့စီကဝယ်မဲ့လူတွေကဒီအစ်စ်ကိုမဝယ်နိုင်တဲ့လူက 90% ရှိတယ်သိလား 90% အစ်စ်ကိုမဝယ်နိုင်တဲ့လူတွေဝယ်မှာအစ်စ်ကိုဝယ်နိုင်တဲ့လူတွေကလည်းဥမာဒီငါတို့စီကလာဝယ်ဆိုတော့ဒီမှာ outlet တစ်ခုမျိုးလုတ်ပေးမဲ့အစားထိုင်ဆဲနေတာဆိုတိတ်အကျိုးမရှိဘူးဘာသူမှအကျိုးမရှိဘူးဆဲတာအပြင်လေထဲမှာစကလုံးတွေထွက်သွားတာပဲရှိတယ်တစ်ဖက်ကမီးလာပါတစ်ဖက်ကမလာသေးမင်းနဲ့မျက်နှာဘာလို့ဒီမှာမီးလာလဲမလာသေးကျွန်တော်မလာသေးဒါမဲ့မဟုတ်ကွာအဲ့ဒါဟိုအဝယ်စားတစ်ခုရမဟုတ်တော့ငါမြင်တာအခုဆိုရင်ဟို group တည်မလား settle Burmese trade ဘာကြီးလဲမသိအဲ့မှာငါလုံးဝကြည့်မြင်တခုရှိတယ်အဲ့多大ဆိုပြီး line နိုင်တဲ့ဟာစောင်းဆိုးရကွာ why ဒီစောင်းညံတုံးတယ်ပြန်မရှိဘူးဘာမှမသိဘူးတောသားဆိုတာကြီးကသိရမလားအဲ့ term ကြီးကမပြောသင့်ဘူးလို့ထင်တယ်မရှိသင့်တော့ဟိုမရှိသေးဘူးအဲ့ဒါကြီးတောသားဆိုတာသိရမလားဟိုအဲ့ဒါကြီးစောင်းရိုင်းနေလို့တဲ့လူတယောက်ကိုသိရမလားတောသားလို့ပြောဟိုရဲမရှိရဟိုမင်းခွေးဝုံတော့တဲ့ကောင်လို့ပြောလိုက်သိလားအဲ့ပို့ပြီးတော့ make sense ဖြစ်တယ် yeah make sense တောသားဆိုတာသိရမလားဟိုအဲ့လိုမျိုးသူများအဲ့လို stereotypical အဲ့လိုဟာကြီးတွေလေဘယ်လိုပြောမလဲtype ပြောပြီးမှာမဟုတ်အဆင်မပြေဘူးဒေါသတွေဘာပြီးအောင်ပြော that's the main point of focus man မဟုတ်လေအရင်များဖက်မြဆိုတာကေကတော့ငါတို့က
နာမည်ကိုဒါအရင်မရဖတ်မရဆိုပြီးတက်ထားပြီးမဲ့ပြောတာကွာငါတို့ခေါင်းထဲမှာအမြင်တွေးပြီးတော့ပါစကမပြောပြတဲ့ဟာကိုပြောချင်တာကွာဆိုတော့အဲ့လိုအချိန်မှာဒီနည်းနည်း thought provoking တော့ဖြစ်တာပေါ့နော်ဒါပေမဲ့ဟိုနားထောင်ရတဲ့လူတွေမှာဘယ်လိုဖြစ်သွားလဲဆိုတော့ငါတို့လည်းအဲ့လိုတွေးရပဲဆိုပြီးဖြစ်သွားတယ်ကွာသိလားဘာလို့လဲဆိုတော့ငါတို့ဘယ်တော့မှတယောက်တည်းမဟုတ်တော့မင်းတို့ဆန်မင်းက community သမားကွာမင်းကအရင်တော့ဆိုရင် Burmese hype meet up တွေပါလောက်တယ်ဟုတ်တယ်မလားအဲ့တော့အခုတယောက်နဲ့တွေးလို့မရတဲ့အချိန်မှာလို့ virtual meet up တွေပါစဉ်းစားထားရမျိုးရှိလားတကယ်ဆိုရင်ဒီလို zoom နောက်လို့ရတယ်သိရမလား Burmese hype meet up ကလည်းဖြစ်နေဟိုဖြစ်ရတယ်ပြောရရင်တစ်နှစ်တစ်ခေါက်လောက်ပဲကောင်းတယ်ဘာလို့ဆိုတော့ပြောရရင်ခေါင်းစဉ်တော့မရှိဘူးဒီခေါက်လို့တော့ဆိုရင်ကိုအောင်စီပြောနေတော့ကျွန်တော်တော်တော်တေချာတော်တော်ကြီးကိုခေါင်းစဉ်စဉ်းစားစကားပြောဖို့ဒါပေမဲ့ဟိုရောက်တော့2နာရီ3နာရီလောက်ကြာသွားတယ်အမေအဲ့လိုပေါ့နော်တနေ့တစ်ခေါက်တော့ပဲကောင်းမှလို့ထင်တယ်ပြီးတော့လူတွေရတယ်တဲ့မှာလာရင်တို့ကအဓိကဝစ်ချင်ကြဆိုတော့ဟိုတို့လူချင်းမတွေ့ရတဲ့အနေထားကြီးဆိုတော့ဘာလို့မှအေးပါအဲ့ဆိုပြီးတော့ဟိုအန်အောကိုကောင်းတာပေါ့နော်အဲ့တစ်ခေါက်လို့တော့လူတွေအများကြီးလာပြီးတော့နားထောင်ကြတာကျွန်တော်အဲ့လိုတွေးထားပါလို့အများကြီးလာကြမယ်ကျွန်တော်စကားပြောတာနားထောင်မယ်ဆိုတော့လူငယ်တွေကိုပြန်စကားပြောတာတိတ်နားထောင်နေတဲ့လူတွေမပါလာဘူးပေါ့နော်ဒါပေမဲ့တော်တော်ဟိုဖြစ်သွားတာပေါ့ဟိုစကားလေးကျွန်တော်2နာရီ3နာရီလောက်ပြောသွားတယ်မိုက်တယ်အိုင်မီတဲ့ငါသွားခြင်းတယ်ဗျာအဲ့ဟာကိုငါ့ကိုဘယ်လိုပြောမလဲနည်းနည်း describe လုပ်ကြည့်ပါလားအဲ့တော့ဆိုရင် vibe ကိုပေါ့ငါတို့မသွားလိုက်ရတဲ့လူတွေတော့ vibe ကဘယ်လိုမျိုးလဲကွန်စီပြောရင်ပြောကြည့်ပါလားဘယ်လိုလဲဆိုတော့ဟို location တော်တော်ခန်းနာရတဲ့ဟုတ်လားဘယ်မှာခန်းနာဆိုတော့ဟိုဘာ neighborhood project ဆိုတာဟိုအဲ့မှာကျတော့သူတို့ဒီလိုဘယ်လိုပြော barber shop အဲ့လိုအောက်ထပ်မှာရှင်းအောက်ထပ် neighborhood project ကအောက်ထပ်မှာသူတို့ကဒီ street wear တွေဒီ neighborhood project ဆိုတာဘာလဲနည်းနည်းရှင်းပြအောင် neighborhood project ဆိုတာသူတို့ဟိုပါပေါ့ဘယ်လိုပြောမလဲcontemporary barber shop နည်းနည်းထားကြတယ်ဆိုရင်ညက်ဆိုင်လို့မိုက်နော်ထားကြတယ်ဆိုရင်ညက်ဆိုင် contemporary barber shop တဲ့မိုက်တယ်ဟုတ်တယ်အေးရောသူကအဲ့လိုမျိုးနည်းနည်းပို့ပြီးတော့ဟိုဘယ်လိုပြောမလဲ clean ဖြစ်တယ်ပါပဲသူတို့လိုနည်းနည်းလူငယ်တွေဟို target ထားတာလို့ထင်တယ်အဲ့လို barber shop သူတို့ကအောက်ထပ်မှာအပေါ်ထပ်မှာ barber shop ရှိရဲအောက်ထပ်မှာဟိုဟာ local street wear brand တွေတင်တယ်အဲ့လိုမျိုးရောင်းတယ်ပေါ့အဲ့လိုဆိုင်အပေါ်နှစ်ထပ်အဲ့တော့ကျတော့သူတို့ကအပေါ်ထပ်မှာသူတို့အဲ့လိုဟို barber shop ခုံကြီးတွေအဲ့လိုမျိုးရှေ့မှာစီးပေးပြီးတော့အဲ့လိုရှေ့မှာကျွန်တော်ရဲ့ဟိုကိုမိုဘိုက်ဆိုရဲမင်းသက်ဆန်ရဲကိုပန်နီဖြိုးရဲ၄ယောက်လို့တော်ကီပွားတယ်ပေါ့အဲ့တော်ကီပွားတဲ့ဟာကိုမင်းသက်ဆန်ကျွန်တော်ကတော့လူများမယ်လို့မထင်ဘူးသိရမလားဟာဟိုရောက်တော့ကျွန်တော်တွေးပါဖြစ်တာပါဘယ်လိုမှပေါ်တိုက်ကပြောပြအောင်ပဲပါညာဟောပြောရရင်တော့ panel လိုမျိုးဖြစ်သွား panel နဲ့ meet up နဲ့ပြီးတော့ပစ္စည်းရောင်းတာတွေပါလေပါတယ်ပစ္စည်းရောင်းတာပါလားပစ္စည်းအလကားပေးတာပါတယ်ကြည့်မရအောင်ပစ္စည်းကတော့အဲ့နေကကျွန်တော်အဲ့ Burmese type အင်ဂျီကိုစီတူဆိုးဆွဲပြီးတဲ့အင်ဂျီကအထက်30ရယ်စီဘက်ကအင်ဂျီရယ်အော်ဝင်ရဲ့အင်ဂျီကျွန်တော်လက်ဆောင်ပေးကြပါတော့ကျွန်တော်လက်ဆောင်ပေးဟိုအောက်ကတော့သူတို့ဟိုကြီးချင်း shopping လုပ်တဲ့လူတော့လုပ်ကြပါပါတော့အဓိကတော့အဲ့လိုတွေ့ကြမှာပေါ့နော်ဟိုအဓိကအဲ့လိုဟိုအဓိကအဲ့ဟာရွေချက်ကအဲ့လိုဟို sneaker ကောင်းတော့ဘာလို့ဖြစ်ချင်တာပေါ့နော်ဘာလို့ဆိုတော့ဒီလူငယ်တွေကဝတ်စရာနေရာမရှိတယ်လို့ဖြစ်နေတာပေါ့နော်ဝတ်တော့ဝတ်ကြပါရဲ့ဒါပေမဲ့အဲ့လိုပေါ့ဟိုသူတို့ဝတ်တာလို့ဟိုအိမ်ဖနက်အဖြူအရန်ညစ်ဟိုဘယ်လိုပြောမလဲအဲ့လို show wear တွေ club တွေပါတော့ဟို club တွေပါလို့သွားတဲ့အချိန်မှာဝတ်ကြပါတော့ဒါပေမဲ့ club ထဲမှာကြာလဲမှောင်မင်းနေရမယ်တဲ့မှာဟိုဘားတို့ပါလို့သွားတဲ့အချိန်တော့သူတို့ဝတ်ကြတာဆိုတော့ကျွန်တော်ဒီလိုပွဲမျိုးလေးတစ်နေ့တစ်ခါလုပ်လိုက်ဆိုတော့ကျွန်တော်တို့စုံရမယ်ပေါ့နော်အထူးသဖြင့်ကတို့လိုလဲဆိုတော့အဲ့ပွဲကိုလာကြမယ်လာခဲ့အဲ့လိုပေါ်ရာဖြစ်သွားမှာပေါ့နော်အဲ့လိုကျွန်တော်ဖြစ်သွားစေချင်တာဟိုမှာအဲ့လိုမျိုးဒီပွဲကိုရောက်သွားတယ်ကျွန်တော်တို့ဒီမှာတွေ့ကြရဲဟိုသူတို့ရောမသိဘူးပေါ့ကျွန်တော်ကြောက်လို့တရားရောက်ကဟိုမှာဖက်တွေပါလို့ရမ်းမိုက်တဲ့ဖက်တွေပဲဝတ်ထိုင်ကျွန်တော်ကြောက်လို့သဘောကျတယ်ဟိုမှာ appreciate လုပ်တယ်အဲ့လိုမျိုးတရားတို့ကြောက်စကားပြောရင်းနဲ့ပေါ်ရာဖြစ်သွားမယ်ဒီကနေမှသူတို့ဒီထက်ကြီးရမယ်သူတို့လုံနိုင်မှာဒါမှမဟုတ်တစ်ခုခုပေါ့ဗျာအဲ့မှာအေးကျွန်တော်ကြောက် connect ဖြစ်သွားတယ်ကျွန်တော်လုပ်ပြောလို့ရှိရင်ဟိုကျွန်တော်အဲ့ပွဲပြီးတော့လေတော့ငယ်တော့ဆို show ဝဲသွားလို့ရှိရင် show ဝဲမှာတွေ့တဲ့လူတွေဟာဘိန်းမိုက်တယ်ဆိုပြီးအဲ့လိုမျိုးပုံစံမျိုးပေါ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးလေးဖြစ်သွားတာပေါ့နော်ဟိုအဓိကကျွန်တော်ဘယ်သူမှမဆိုလာကြဘူးပေါ့နော်အဲ့လိုမျိုးကျွန်တော်ဖိတ်ခေါ်တော့လာကြပါတယ်မျိုးစုံလာကြတယ်ဥမာဟိုမှာချိုးရပြောရဲချိုးရအဲ့လိုချမ်းသာတဲ့လူငယ်တွေ rich kid တွေပဲလာကြသွားနိုင်ကြရဲ့ဘာညာပြောအောင်နော်တကယ်တော့အဲ့လိုမဟုတ်အကုန်လုံးလာကြမျိုးစုံလာကြအဲ့ဒါလေးကတော့ဟိုစိတ်ချမ်းသာဖို့ကောင်းအောင်ဟိုပတ်စံတက်နိုင်တဲ့လူတွေပဲမဟုတ်ဘူးလို့လာကြရဲဆုံးတော့အကုန်လာကြရဲမင်းဝင်နေမေးရဲသူတို့ကောင်စီပြောတဲ့ကိုမိုဘိုက်ဆိုတော့ကြာမေးကြအောင်နော်သူတို့လည်းလှုပ်ရှင်တာရှိရဲလို့ဘာလို့မှမသိရမျိုးမေးကြရဲဆိုတော့အဲ့လိုဆိုတော့မိုက်တယ်ပေါ့နော်ဟိုအေးကြီးဆိုပုံမိုက်တာပေါ့နော်ကြီးဆိုပုံမိုက်ဒါပေမဲ့ဒီခေါက်တော့ဟို
ဒီတစ်ခါလေးကြီးပါတော်တော်ကြီးပါပုံမှန်ပြည့်ကျက်နေတော့အောက်မှာထိုင်နေတဲ့လူတွေတော့ရှိရဆိုတော့ပြောဖို့တော့ကောင်းတော့မနော်ဟိုနည်းနည်းအဲ့တော့ဗာလဲဟို press coverage တွေပါရလာသတင်းစာတွေရလို့သတင်းလာယူရတော့ရှိလိုက်တာနာအဲ့ဒါကငါမကြိုက်တော့အဲ့ဒါလည်းဖြစ်စေချင်တယ်ကွာသိလားဘာလို့လဲဆိုတော့ညီမတို့အခု PR ဆိုပြီး PR လုပ်တဲ့လူတွေရှိလား PR လုပ်တဲ့လူဆိုတော့မင်းတို့လိုမျိုးလူငယ် entrepreneur တွေလုပ်တယ်မလားအဲ့ဒါကိုဒီ agency နဲ့ချိတ်ပေးပြီးတော့ဒီသတင်းစာမှာဒီ channel မှာရေးပေးပါမယ်ဆိုပြီးတော့လုပ်တဲ့ဟာမျိုးရှိလားကျွန်တော်မသိဘူးရှိတယ်ဘာမှမထူးပါဘူးအခုသတင်းကြတယ်တွေအသိတဲ့အတိုင်းပဲသိရမလားဟိုဘာသူဘသူ့အမေကဘသူ့ကိုရိုက်လိုက်လို့ငိုနေတဲ့အကြောင်းလေးဆို Facebook ကတက်လာဟာဘာကြီးလဲ what the fuck ဟိုဘာဟာတခုသွားမယ်ကွာဟိုငါတို့ style icon ဆိုပြီးတော့ဆွေးနွေးရအောင်ငါတို့ဟိုးငယ်တော့ကွာ TV မှာလာတဲ့တရုပ်ဆောင်တွေဘာတွေမှာဝတ်တာလမ်းနေဆိုပြီးမြင်တာပေါ့မရာဇာနေဝင်တော့ပါလို့သတိထားမြန်ရှိလားဟိုမြန်မာဟာလည်းရတယ်ဘယ်ရပဲဖြစ်ဖြစ်ကွာသိလားဒါပေမဲ့ငယ်တော့ပေါ့နော်မြန်မာအဲ့မှာဝတ်တာအရင်တော့မိုက်တာဆိုလို့မရှိဘူးမသိဘူးရာဇာနေဝင်ဆိုရင်တော့စမ်းတယ်ကွာအရင်တော့ကျတော့ဘိုက်တယ်လို့တော့မမြင်စမ်းတယ်လို့မြင်ဟိုအားကြတော့ဟာလေကြော်ဟင်းတို့ဒွေးတို့ဘာလို့ကြတော့သူတို့ဘာသာသူတို့အပြင်မှာဝတ်တာတွေကမိုက်ဒါပေမဲ့ဝီယိုချန်မှာဝတ်တာတွေကကွာတော့ဟဲ့ချစ်ကောင်းဆိုဆောင်းမိုက်ချစ်ကောင်းကတကယ် cowboy ဘဲကြီးလို့ကောင်းပဲလဲမဟုတ်ပါလား rocker ဘဲကြီးကွာအေးပါမင်းတို့အဲ့လိုကြီးတော့မရှိဘူးဒါပေမဲ့ငယ်တော့သဘောကျတာပြောကြအဲ့လိုကျွန်တော်ငယ်တော့ဟိုကဘယ်လိုပြောမလဲ the ants ကြိုက်တယ်သူတို့ပြရစိတ်လေးများthe ants မှာ the ants မှာyeah the ants ကြိုက် the ants အခွေကားပါမှာအဲ့လိုဘယ်လိုပြောမလဲ icon ဆိုရင်မို့သူတို့ဝတ်ထားတဲ့မလားအဲ့လိုဘယ်လိုပြောမလဲနည်းနည်း weird လည်းဖြစ်တယ်ပြီးတော့ကျွန်တော်နည်းနည်းအထာလည်းကြာမသိဘူးသူတို့လိုဟိုကပါလေchocolate email chocolate ပါအဲ့ album cover မှာသူတို့အဲ့လိုဟို sofa ကြီးပေါ်မှာလာမသိဘူးသူတို့၄ယောက်လာမသိထိုင်တယ်အဲ့လိုသူတို့ဝတ်ထားတဲ့အထာမျိုးအဲ့လိုထားမျိုးလေးသဘောကျတယ်အကောင်းဆောင်းမိုက်တယ်နော် yeah အဲ့ကပါဆောင်းမိုက်တယ်ဆောင်းရမိုက်အဲ့လိုအဲ့လိုအဲ့ဟိုဟာကျွန်တော်အဲ့ဒီဟာနဲ့ချိန်လို့ကြတော့အဓိကအဲ့ဒါပဲကျွန်တော်ရုပ်ရှင်တွေပဲအဲ့လိုမကြည့်တော့ကျွန်တော်မသိဘူးinternational ဆိုလို့ရှိရင်မပြောတော့ငယ်တော့ကျွန်တော်လို့သိရမှာဒီလိုအဲ့လိုကြီး international အဲ့လိုကြီးနားလဲတာမဟုတ်တော့ကျွန်တော်ဒါမဲ့ကွာပတ်ဝန်းကျင်မှာမြင်နေရတဲ့ဟာထဲမှာဘာကိုခူးဖြစ်တယ်ဆိုပြီးသင်ခဲ့ဘူးလေအခုချိန်မှာအဲ့လိုမြင်ချင်မှမြင်တော့မယ်ကွာဒါပေမဲ့အဲ့ချိန်တော့ဟာမိုက်တယ်ဆိုပြီးသိရမှာဘယ်လိုမြင်ခဲ့ဘူးလဲကျွန်တော်အတီးကကျွန်တော်တိတိတာအဲ့လိုဟိုဘယ်လိုပြောမလဲအဲ့လို icon လို့မဟုတ်အဓိကဘာလို့ဆိုကျွန်တော်ကကိုဟာလောက်မှာ10တန်း9တန်းလောက်မှာကျွန်တော်အဲ့လိုနေတာ essay ပါဒါပေမဲ့စမ်းကြောင်းမှာသွားပြောတယ်တငယ်ချင်းတွေအကုန်လုံးစမ်းကြောင်းမှာသိရမလားဟိုစမ်းကြောင်းမှာလို့ gravity ဆွဲတဲ့လူတွေအများကြီးသူတို့တွေဝတ်တဲ့ပုံစံမျိုးနဲ့နောက်ပိုင်းကိုလည်းဝတ်တာတွေ့အဲ့ချိန်တော့ကျွန်တော်စမ်းကြောင်းတဲ့လူတွေဝတ်တာ Dickies ပေါ့ Mijokis အင်ကြီးတို့သိရမလား share ကြီး t-shirt အော် Dickies က credit လည်းကြိုက်တယ် yeah Dickies အခုလည်းကြိုက်ပါဒါပေမဲ့အဲ့တော့အဲ့လို Dickies ပေါင်းမီနဲ့အောက်ကတည်းကညှက်ဖက်နဲ့ပြီးလို့ရှိရင်ဟိုဘယ်လိုပြောမလဲပြီးသွားရင်အဲ့လိုဟိုဘယ်လိုပြောမလဲshare ကြီး t-shirt ဖြူရောဖြစ်တာဟို t-shirt အဘဲရောက်ပဲဖြစ်ကိုသိရမလားအဲ့လိုပြီးတော့အော်ရဲ့အဲ့လို sour သူဘာကြောင့်မှမသိဘူးငယ်တော့အဲ့လိုဟိုအဲ့လိုပေါ်လိုက်ထဲမှာလည်းခဏခဏဝတ်တယ်အဲ့လိုမြင်ဘူးလို့လားဆို sour သဘောကျအဲ့လိုအဲ့ဒီ t-shirt အမဲရောက်အောင်မှာအဲ့ဒီ t-shirt အဖြူရအောင်အဲ့လိုဒီသားလေးမှာပဲအဲ့လိုဟို collar လေးရပဲဖြူနေငယ်တော့ဝတ်တာလက်တုံနဲ့လက်ရှိဝတ်တာလားဟိုလက်တုံလက်ရှိမို့လက်တုံနဲ့ထဲပဲဝယ်ဒီနားလေးမှာအဲ့လိုဖြူလေးပါဖို့အတွက်ကိုပဲဘာလဲလိုက်တာကြီး that was the shit ဟို sport shirt ကိုနှစ်ထပ်ဝတ်တဲ့ကောင်လေးရှိတယ် collar နှစ်ထပ်နဲ့လေသိရမလား no အဲ့လိုမဟုတ်အဲ့လောက်ထိမဟုတ်ခုလိုဒီလို t-shirt ဆိုရင်အောက်ကအဲ့လိုဒီနားလေးမှာ line လေးအဖြူရော်လေးပဲအဲ့လိုမျိုး line အဖြူရော်လေးပေါ့တော့ကအပူခံပြီးတော့နှစ်ခုနှစ်ထပ်ဝတ်အဲ့လိုမျိုးရှိဘူးလေဒါတွေ့ငါလည်းဝတ်လိုက်တယ်လားမသိဘူးမမြင်ငါမဝတ်တော့ဝတ်လိုက်အဲ့ဒီဟာတော့စောက်တာကြားရတော့မြင်ခဲ့ဘူးလေဒါပေမဲ့ကျန်တဲ့ဟာတွေကတော့အဲ့လိုကြီးဟိုမရှိဘူးကျွန်တော်ယူပဲမင်းသက်ဆန်ရောဝစ်တာတော့ငယ်ကတော့ယူပဲဝစ်တာအောင်နော်ယူပဲဆိုတော့ဒါပေမဲ့အဲ့လိုဝစ်ချင်တာအဲ့လိုမျိုးတော့အရင်သဘောကျတယ်လို့ဒီ rapper ဝစ်တာလို့ပေါ့ပွားကြီးဘိုင်ကြီးဝစ်တာပေါ်ကြအဲ့တော့ lot 29တော့ပါအဲ့လိုမျိုးဟာကြီးလား lot 29ပါအဲ့အမျိုးကြီးဝစ်တာလို့ပေါ်ကြအဲ့ဟာအမျိုးကြီးကျုံးနေတော့ပေါ်ကြ Air Force ဆိုတာပေါ့ Air Force ကတော့တော်တော်ပေါ်ကြဖဏ Air Force ကဖဏလားကျွန်တော်အဲ့လို live ဝစ်တော့မကြည့်ဘူးဒါပေမဲ့သူတို့ဝစ်တိုင်းမြင်တော့တော်တော်ပေါ်ကြပါတော့ဒီမှာငယ်တော့ကျွန်တော်9တန်း10တန်းတော့မှကျွန်တော်အင်္ဂလိပ်ရှင်တေချာနားထောင်ပြတာပေါ့။ငယ်တော့တေချာသိပ်ပြီးတော့နားမထောင်ဘူး။အဲ့တော့မှကျွန်တော်ဟိုအိမ်မတိုင်ငယ်ကကျွန်တော်ဒီရန်ကုန်ကဒီမြန်မာပြည် rapper တွေဝတ်တာကိုပဲကျွန်တော်ကြည့်တာပေါ့နော်။မြန်မာပြည် rapper တွေဆိုမှကျွန်တော်သိနားမထောင်ဘူး။နောက်ဆုံးကျွန်တော်ငယ်တော့ဒီဆိုင်ခန်းလိုက်တော့ပါပဲနားထောင်ပြတာဆိုတော့သူတို့ဝတ်တာကြီးသဘောတော့ကြာပါဘူး။ဒါပေမဲ့အဲ့လို live ပြောဝတ်ဖြစ်လာဆိုတော့မိုးဖြုတ်ဒါပေမဲ့သူတို့ရမျိုးလုံးနဲ့သဘောကျတယ်။အသက်ကြီးလာတော့မှကျွန်တော်ဒီ street fight မှာနားတော့မှပြန်ပြီးတော့တွေးရင်းနေဆိုတော့အဲ့တော့မှဒီကျွန်တော်ဒီအဘေးသေးလေးဝယ်ဖြစ်တယ်ဆိုတော့ကျွန်တော်ငယ်တော့မိုးဖြစ်ခဲ့တာကျွန်တော်ပြန်တွေးပြီးတော့ကျွန်တော်ဝယ်ဖြစ်တာပေါ့နော်အဲ့လိုတော့အဲ့တော့
ကျွန်တော်ငငယ်တော့ဒီ bait နဲ့ပတ်သက်တာတော့ကျွန်တော်ငငယ်တုန်းကတော့အရင်သဘောကျပေးတဲ့နေကိုတော့ငါလည်းမမြင် babe ဆိုတာဘာမှမသိခင်ကတည်းကလို့ babe t-shirt လေးရှိနေတာအဲ့တော့မဟုတ်ပါအဲ့တော့ကျတော့ဗာ president လို့ပါအောင်မှာရောင်းတဲ့ဟာလေးရှိတယ်ကွာဟုတ်တယ် Put your hands in the air. ကဲဆိုတော့နေ့ပြောရဟာလည်းမိုက်တယ်ဒီနေ့ပြောရတဲ့ serious တွေများဒါပေမဲ့ serious တွေများပေါ့ဒါပေမဲ့ serious များလို့မရဘူးဒီ topic က serious ထားဘာ topic လဲမသိဘူးလေအဲ့လိုချုပ်လိုက်လေဆိုတော့အခုလာသွားပြီးတဲ့အောင်စီဖြိုးနဲ့မင်းသက်ဆန်ကျေးဇူးတင်ပါတယ်ပြီးတော့သူတို့check them out ပေါ့ကွာ stable edge Burmese hype follow them like them